ဒီနေ့တော့ကရကားညော်လေးကိုစိမ့်စိမ့်ကျွတ်ကျွတ်ကလေးနဲ့စိမ့်စိမ့်မွေ့မွေ့လေးစားလို့ကောင်းကြော်ထားလေးပြန်လည်မျှဝေပေးပါမယ်ရှင်ပထမဦးဆုံးဒီလိုမျိုးကရကားညော်လေးတွေကိုຫນွေကျိုးလေးအတွန်လေးတွေပေါ့နော်အဲ့ဒါလေးတွေကိုဖယ်ပြီးတော့နူးတဲ့ပိုင်းလေးတွေကိုပဲရွေးပြီးတော့တီးပေးပါမယ်လက်ကလေးကနူးတဲ့အပိုင်းကိုတီးပါတယ်ချိုးကြည့်လိုက်လို့ချိုးလို့မရတော့ဘူးဆိုလို့ရှိရင်တော့ဒါရှင်းတဲ့ပိုင်းဖြစ်သွားပြီပေါ့နော်အဲ့ကြရင်တော့မချိုးနဲ့တော့ပေါ့ဒီလိုမျိုးလေးရွေးပေးပါမယ်တချို့အရွက်ကလေးတွေကကြီးနေပေမဲ့သူကနှူးတာဖြစ်တဲ့အတွက်ကြောင့်စားလို့ရပါတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ဟင်းခတ်တဲ့အခါမှာအဆင်ပြေအောင်လို့ဒီလိုမျိုးလေးပေါ့နော်နှစ်ချမ်းလေးချမ်းပြီးတော့ခွာပေးလိုက်ပါမယ်အားလုံးတင်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ရေစင်အောင်လို့3ခါလောက်ခါပြီးတော့ဆေးပေးလိုက်ပါမယ်ရှင်အားလုံးရေစင်အောင်လို့ဆေးပြီးသွားပြီဆိုလို့ရှိရင်တော့ကြော်ဖို့အတွက်ပြင်မာတော့မယ်ပထမဦးဆုံးချက်သွန်အဖြူအကြီးပေါ့နော်ဦးကြီးရဲ့အမွှာလေး2မွှာကိုဒီလိုမျိုးလေးဓာပြလေးရိုက်ပြီးတော့ထားပါမယ်ချက်ဥလေးတစ်လုံးကိုစားလေးနဲ့ငယ်ထည့်ပြီးတော့သမအောင်လို့ခလောက်ပြီးတော့မှုထားလိုက်ပါမယ်ရှင်စီဆူလာပြီဆိုလို့ရှိရင်တော့ခုနတော့ကဓာပြလေးရိုက်ထားတဲ့ချက်သွန်အဖြူလေးတွေကိုထည့်ပြီးတော့စီသက်ပေးပါမယ်ချက်သွန်ဖြူလေးတွေကဒီလိုမျိုးหนีပြီးတော့မှုလာပြီဆိုလို့ရှိရင်တော့ဂရကညုံလေးတွေကိုထည့်ပြီးတော့ကြော်ပေးပါမယ်ရှင်ခုလိုမျိုးအရွက်ကလေးတွေအားလုံးကနွမ်းလာပြီဆိုလို့ရှိရင်တော့အရေးကြီးတဲ့အပိုင်းဖြစ်တဲ့ချက်ဥလေးကိုထည့်ပါတော့မယ်ချက်ဥကလေးကိုခုနကတော့စားထည့်ပြီးတော့ခလောက်ထားတာလေးတွေကိုဒီပေါ့နော်အရွက်ကလေးတွေပေါ်ကိုဖြန့်ပြီးတော့လောင်းထည့်လိုက်ပါမယ်ရှင်ခုလိုမျိုးချက်ဥကလေးတွေကတဖြည်းဖြည်းနဲ့ပေါ့နော်အတွင်းထဲထိချက်သွားတဲ့အနေထားဖြစ်အောင်လို့နည်းနည်းကြကြလေးထားလိုက်ပါမယ်အောက်ကလေးကမာသွားလောက်ပြီဆိုတဲ့အခါကျတော့မှဘေးနားမှာကြံနေတဲ့ရွက်ကလေးတွေကိုဒီလိုမျိုးလေးပေါ့နော်အပေါ်လေးကနေတင်တင်ပြီးတော့ပြန်ပြန်ဖိဖိပြပြပေးလိုက်ပေါ့နော်ပြီးပြီးတော့အဲ့လိုလေးပြပေးလိုက်ပါမယ်မာလာတဲ့အနေထားလေးရောက်လာပြီဆိုလို့ရှိရင်တော့ဘဝဒီဘက်ကိုလှမ်းပေးပါမယ်ဘဝဒီဘက်လှမ်းလို့ရအောင်လို့အချက်လိုက်ကလေးဖြစ်သွားအောင်လို့အောက်ကကြံအောင်လို့နည်းနည်းဆောင်ပေးရပါမယ်ဒီလိုမျိုးလေးပါခုလိုမျိုးလေးလှမ်းပြီးတော့ကြုံလေးတွေကိုမမလေးနဲ့မှုမှုလေးဖြစ်အောင်လို့ချက်ပေးပါမယ်ခုလိုမျိုးကြောက်ဦးလေးတွေအားလုံးချက်သွားပြီဆိုလို့ရှိရင်တော့ဒီလိုအချက်လိုက်ကလေးဟင်းကိုဆယ်လိုက်လို့ရပါပြီဒီဟင်းလေးကအရွက်ကလေးတွေကဂျူးဂျူးကလေးနဲ့အရွက်ရဲ့စိတ်နဲ့အရသာရဲ့ကျဲဝဲမှုရဲ့အရသာစိတ်နဲ့အရသာရဲ့အကြောင်းဒီဟင်းလေးကတကယ်ကိုစားလို့ကောင်းတဲ့ဟင်းလေးဖြစ်ပါတယ်ခုလိုမျိုးလွယ်ကူရိုးရှင်းပြီးတော့စားလို့ကောင်းတဲ့ဟင်းချက်နည်းလေးတွေကိုတင်ဆက်ပေးနေတာမို့လို့နောက်ဗီဒီယိုသစ်တွေမှာလည်းပြန်ဆောင်ကြမယ်နော်အားလုံးပဲဘိုင်ဘိုင်